ကိုဝန်ဆောင်တယောက်ဆရာတို့စီလာရင်စီချိုရှိတယ်ဆိုရင်သုံးခုဖြစ်နိုင်တယ်ငကိုတဲကအမှတ်1စီချိုရှိနေတာဖြစ်နိုင်တယ်နောက်ပြီးတော့အမှတ်2စီချိုရှိနေတာဖြစ်နိုင်တယ်နောက်တော့အုပ်စုကြတော့ဒီကိုဝန်ဆောင်စီချိုပေါ့နော်သုံးခုဖြစ်နိုင်တယ်ဆရာတို့ဘက်ကစဉ်းစားတဲ့ခါကျတော့လေဘာကြောင့်လဲဆိုတော့ဒီကိုဝန်ဆောင်စီးညိုကြတော့ဒီအစပိုင်းပေါ့ဆရာတို့ကပထမ3လဒုတိယ3လတတိယ3လဆို3ပိုင်းခွဲတယ် first trimester second trimester third trimester ပေါ့နော်သုံးခုခွဲတဲ့ခါကျရင်ဒီကိုဝန်ဆောင်စီးညိုတွေက first trimester မှာမဖြစ်ဘူးသူဒီအများဆုံးဘယ်လောက်မှစလဲ14ဘက်16ဘက်တခါကျရင်24ဘက်လောက်မှစတာအများစုဒီ second trimester ထဲမှာကိုဝန်ဆောင်စီးညိုစဝင်လာတယ်သူ့ရဲ့ယောဂအကြောင်းကိုဆရာတို့ဆွေးနွေးတဲ့ခါကျရင်အဓိကကကြတော့ဘာကြောင့်ဖြစ်တာလဲဆိုအချင်းကြောင့်ဖြစ်တာကိုဝန်ဆောင်လိုက်တဲ့အချိန်မှာဆရာတို့ကဘာစဖြစ်လဲဆိုအချင်းစဖြစ်ကောအချင်းကထွက်တဲ့ဟော်မုန်းတွေကြောင့်သူကစီးကြိုတက်တယ်အဲကြောင့်ကိုဝန်ဆောင်စီးကြိုဖြစ်တယ်ကိုဝန်ဆောင်စီးကြိုအများစုဒီ80%လုံးဒီလဲဘာဖြစ်လဲဆိုတဲ့ခါကျရင်ကောင်းတယ်ပြန်ကောင်းတယ်ခလေးထွက်သွားအချင်းကထွက်သွားတော့အချင်းမရှိတော့ပြန်ကောင်းတယ်ဒါပေမဲ့ငကိုတဲကအမှတ်1အမှတ်2ရှိရင်တော့ဆက်ရှိမှာပေါ့နော်ဆရာပြောသဘောပေါက်လား